လဲသားကြိုက်လားကြိုက်လဲစော်ကားပေါ့တော့ဒီနေ့ကပင်လဲသားလှုပ်ဆောင်မယ်ဆိုပြီးတော့ပကူကနေပြီးတော့ပင်လဲသားအစိမ့်နေမှာပြီးတော့စိတ်ကြိုက်ကိုကိုယ်တိုင်လှုပ်စားဖြစ်တာပေါ့ဒီမှာကိုတဲ့အရန်ကြိုက်မဲ့မှာဗာလဲပြည်ချင်းငါခွေးစီတွေ့လားမပြည်ချင်းငါခွေးစီကိုမရရအောင်မှာဝယ်တာပေါ့ဒီမှာလေမခွေးစီအရန်ကောင်းတယ်တိလားပြီးသွားပြီဆိုပါပစိုးရဲ့ပြည်ချင်းငါရဲ့ရေပွဲပန်းပွင့်ရဲ့အကောင်ကြီးရဲ့ကင်းမှုရဲ့ကြိုက်လားအချင်းရကိုယ်တိုင်ဆက်ထားတာတော့မဟုတ်ဘူးပေါ့နော်ရောကတော့ဝဆိုင်ကလေးတော့ကိုရောထိုင်းစားဗာလေဒီအရင်စားမတာကြိုက်တယ်ဗာလေဒါအရင်ကြိုက်တယ်စားမလားဆိုင်လဲစားဗာလေအချင်းဒီတစ်ခါရန်ကောင်းတယ်ခဲကောင်းထိုင်းလိုက်ရကွာလက်ဆက်တော်လေအရင်စားကောင်းတယ်ကဲပင်းနေတာကြိုက်ရင်ကိုဘကိုတက်ကြိုက်လောက်တာမအရင်ကြိုက်ဘကိုကနေပြီးတော့အစိမ့်နေမှားလိုက်တာအစိမ့်မှာအရင်လက်တယ်တဲ့အရင်ကောင်းစားမလားကြောက်စားမဆိုပဲစားဟာကြောက်ကောင်းကောင်းอ่ะငါကိုကြီးတအားရတော့ကောင်းတယ်အဲ့ကြောင့်ပင်လဲစားကိုဘက်ကိုလောက်စားခြင်းနဲ့သူတွေရှိတယ်ဆိုရင်ဘကိုးကလေချမ်းမိတ်ဆွေတိုင်မှာဝယ်အရန်လက်ဆက်တယ်တိလားမိသားစုလိုက်လောက်စားအရန်တန်ဘယ်တော့ရင်တွေပြောလာရကွာအသိလည်းမဟုတ်ဘူးတက်လားရန်ကြိုက်တယ်ချမ်းလူပြရကြုံနဲ့တယ်တက်လားတကယ်လူပြရကြုံနဲ့တယ်ဆိုတော့ကိုစားခြင်းနဲ့ချက်ချင်းထားလောက်တာနော်လေရောင်းကောင်းတမ်းလားအကျန်းအရာတာလေအရန်လက်ဆက်တယ်အရန်လက်ဆက်ပြီးတော့အရန်လဲဈေးတော့တယ်သူဒီမှာလေအဲ့လိုပင်လဲသားလေအဲ့လိုအစိမ့်နေပါတွေဝယ်ပြီးတော့ကိုယ့်ကိုလက်စားမယ်ဆိုချမ်းဖုံးနဲ့ပတ်ပေးမယ်တိလားပကိုးဈေးထဲမှာပဲအရန်ကောင်းတယ်အရန်တန်တယ်အရန်လက်တယ်ဈေးတော်တယ်အခုလိုလက်ဆက်တွေရမှာပေါ့ကြိုက်ကြည့်လိုက်ရောရောကောင်းရတာအသားလက်တော်လေအရင်နဲ့အရင်လိုက်ပဲပင်လင်သားရန်ကြတဲ့လူကကိုဘက်ကိုအစိမ့်ဝယ်ပြီးတော့လေကိုဘက်ကိုကြက်တူလောက်သားရန်ကြတယ်တကယ်ပြောရအများကြီးရတယ်ကွာဈေးလည်းတက်တာတယ်ပေါ့ပမာဝယ်လဲဆိုတာကိုချမ်းတင်နေချိန်ကြရင်အောက်မှာဖုန်းနံပါတ်လေးချထားပေးမယ်အဲ့ဖုန်းနံပါတ်လေးစက်မှာရန်ကြလို့ဒီစားနေပြီးတိုက်ကြိုက်တာပင်လေသားပင်လေသားကတချို့ကကြတော့မကြိုက်ဘူးတချို့ကကြတော့အရန်ကြိုက်တယ်ချမ်းကလည်းပင်လေသားကိုကြိုက်တဲ့ထဲမှာပါတယ်ဒါပေမဲ့ချမ်းပင်လေသားဘလောက်ဆက်စားလဲအဲ့လိုအသားရည်နဲ့ပတ်သက်ပြီးဘာမှမဖြစ်ဘူးငါပြီးဘလောက်ဆက်စားလဲဘာမှမဖြစ်ဘူးရောင်းကောင်းဟုတ်ပြီဒါထိုင်းလူမျိုးတွေဖြော်တာကိုအဓိကများရပါထိုင်းလူဘက်ကကြတော့ပြစ်တွေဖြော်တယ်ကိုကြီးဖြစ်ခြင်းကကိုကြီး
啱啦。အရန်ကောင်းတယ်အရန်လက်ဆက်တယ်အဲ့ကြပဇွန်ပဲဖြစ်ဖြစ်ရေပွဲပဲဖြစ်ဖြစ်ကင်းဖို့ပဲဖြစ်ဖြစ်ကနန်းပဲဖြစ်ဖြစ်ငါးပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒီဆိုင်မှာဝယ်ချမ်းပင်နေတာစားချင်ပြီဆိုသူ့စရာပဲမှားတယ်အလှူတွေပါလောက်တယ်ဆိုတော့ငါးတွေကက်ကက်တစ်တွေကနန်းမဆလာချက်မဲ့ဆိုမှကနန်းနှီးတယ်လေအရန်စီးတော့အရန်လက်ဆက်တယ်ပေါ့နော်အဲ့ဒီမှာဝယ်ချဖို့မပြောဘူးနော်အရန်လက်စိတ်ကောင်းစီလက်ဆောင်တွေလည်းအများကြီးထည့်ပေးတယ်သူမြန်မာနိုင်ငံအနှံ့အကုန်လုံးပို့ဆောင်ပေးတယ်ပေါ့နော်ကျေးဇူးတင်တယ်အားလုံးလေအရန်ချစ်တယ်စားချင်တယ်ဆိုရင်ဝယ်စားလိုက်နော်ဟုတ်ဒီမှာပြည်ကြီးငါးကူးစီစားချင်တယ်ဆိုရင်ဒီမှာရမယ်